ကျမဟာခမ်းမထဲမှာရှိတဲ့မင်္ဂလာဆောင်တပ်ပုံတွေကိုဒေါသတကြီးနဲ့အလဲကနေဆွဲဖျက်ပစ်လိုက်ပါတယ်ပြီးတော့ဧည့်သည်တွေအားလုံးကိုဒီမင်္ဂလာပွဲပြတ်သွားပြီဖြစ်ကြောင်းဒေါသတကြီးနဲ့ကြေညာလိုက်ပါတယ်ကျမအခုလိုပောက်ကွဲသွားရတဲ့အကြောင်းရင်းကတော့ခဏလေးအလိုတုန်းကကျမရဲ့တလို့သားလောင်းဟာမင်္ဂလာလက်စွပ်ဆူပြီးတော့မဲ့အချိန်မှာပဲသူ့ရဲ့ရည်စားဟောင်းစီကဖုံးဝင်လာလို့ပါကျမသူ့ကိုအခက်တွေ့အောင်မလုပ်ခဲ့ပါဘူးမင်္ဂလာပွဲပြီးတဲ့အထိပဲခိတ္တဆောင်ပေးဖို့တောင်းပန်ခဲ့ပေမဲ့သူကတော့ကျမကိုရဲရဲဆက်ဆက်စွန့်ပစ်ပြီးထွက်သွားခဲ့ပါတယ်ဧည့်သည်တွေရဲ့လှောင်ပြောင်မှုကိုခံလိုက်ရချိန်မှာကျမရဲ့တိတ်ခါတွေအားလုံးကျဆင်းသွားခဲ့ပြီးဒီပတ်သက်မှုကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူအိမ်ပြန်ရောက်တဲ့အခါမှာလည်းဘာနောက်တမမရတဲ့အပြင်ကျမကိုထမင်းချက်ခိုင်းဖို့လှမ်းခေါ်ပါသေးတယ်ဒါပေမဲ့အိမ်ကူကကျမအိမ်ပြန်မလာတော့ဘူးလို့ပြောလိုက်မှပဲသူဖုန်းစစ်ကြည့်ပြီးကျမစီကလမ်းခွဲစာကိုတွေ့သွားတာပါသူ့ရဲ့မာနတွေကြောင့်ကျမကသူ့ကိုရည်ရွယ်ချက်ရှိစိတ်ဆိုးအောင်လုပ်နေတာလို့ပဲထင်နေခဲ့ပါတယ်သူကကျမကိုသူ့အပေါ်ပဲအမြဲမိခိုနေရတဲ့သူလို့ထင်နေပြီးတနေ့ကျရင်သူ့ကိုခွင့်လွှတ်ဖို့ပြန်လာတောင်းပန်လိမ့်မယ်လို့ယုံကြည်နေတာပါဒါပေမဲ့အဲ့ဒီအချိန်မှာကျမကဒီမျိုးကနေထွက်ခွာသွားခဲ့ပြီးကျမကိုအမြဲတမ်းချစ်ပေးခဲ့တဲ့တငယ်ချင်းတစ်ယောက်နဲ့လက်ထပ်လိုက်ပါပြီကျမရဲ့ခင်မွန်းအစ်စ်ကကျမအပေါ်အရန်ကောင်းပြီးတစ်ခါမှမရဘူးတဲ့နှွေးထွေးမှုကိုပေးခဲ့ပါတယ်ကျမထွက်သွားတာတလားပြည့်တဲ့အခါမှာတော့သူကစိတ်မရှိစွာနဲ့ဖုန်းဆက်လာပါတယ်အဲ့ဒီအခါကျမှကျမကသူ့ကိုဖွာထားမှန်းသူသိသွားတာပါသူဟာကျမရဲ့ဇာတိမျိုးကိုအပြေးလွှားလိုက်လာပါတော့တယ်ကျမလက်ထဲမှာလက်ဆောင်ပစ္စည်းလေးကင်ထားတာကိုမြင်တော့သူကရီဝေနဲ့ပဲအတ္တဆန်စွာစကားပြောပါတယ်အဲ့ဒီလက်ဆောင်ကသူ့အတွက်လို့သူထင်နေတာပါဒါပေမဲ့ကျမကဒါဟာကျမရဲ့ခင်မွန်းအစ်စ်အတွက်လို့ပြောလိုက်ပါတယ်သူကတော့ကျမရဲ့ခင်မွန်းဟာသူပဲဖြစ်ရမယ်လို့ဆွညင်းနေတော့မှာပဲသူ့ရဲ့ရည်စားဟောင်းကလည်းဟန်ဆောင်ပန်ဆောင်နဲ့ကျမကိုအိမ်ပြန်ဖို့ဖြောင်းဖြပါတယ်အဲ့ဒီစကားကိုကြားတော့ကျမတော်တော်လေးဒေါသထွက်သွားပါတယ်ကျမကသူမရဲ့ဟန်ဆောင်မှုတွေကိုအော်ဟစ်ဆဲဆိုလိုက်တဲ့အခါသူကပိုပြီးဒေါသထွက်သွားပြီးကျမကိုအခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ဖို့အမိန့်ပေးပါတယ်ကျမဆက်ပြီးတီးမခံနိုင်တော့တဲ့အတွက်ကျမရဲ့ခင်မွန်းကိုဖုန်းဆက်ပြီးလာကြိုဖို့ပြောလိုက်ပါတယ်ခဏကြာမှပဲကျမခင်မွန်းရောက်လာပါတယ်ကျမကပျော်ပျော်ရွှင်ရွှင်နဲ့သူ့စီသွားပြီးလက်ဆောင်လေးပေးလိုက်ပါတယ်သူကတော့ကျမကသူ့ကိုတကယ်စွန့်ပစ်ရဲတယ်ဆိုတာကိုမယုံနိုင်သေးပါဘူးကျမကတခြားယောက်ျားတစ်ယောက်ရဲ့လက်ကိုတွဲပြီးထွက်သွားတာကိုမြင်မှပဲသူတအားဒေါသထွက်သွားပါတော့တယ်သူ့ရဲ့လက်ထောက်ကတော့ကျမကိုရက်ဆက်လုံးတယ်လို့အပြစ်တင်ပါတယ်သူကကျမကိုလိုက်ရှာဖို့အတွက်ဘိုက်အောင်နေကြကတနေကုန်ဘာမှမစားပဲလိုက်ရှာနေတာလို့ပြောပါတယ်ကျမကတော့အတိတ်ကတန်ရောစင်ရဆေးရုံကိုဖုန်းဆက်ပေးလိုက်ပြီးဘာမှမဖြစ်တယ်လို့ပဲအေးအေးဆေးဆေးထွက်ခွာလာခဲ့ပါတော့တယ်အပိုင်းနှစ်ကြည့်ရန်အကောင့်လေးကို follow လုပ်ပြီး share ပေးခဲ့ပါဦး